match လာ20ရက်နေ့မှာကျွန်တော်စကန်တာလည်းအလဲ blouse smile electronic မှာခင်းပြထားတဲ့ရေခဲတက်တာအလေးတွေကိုကျွန်တော်အကြမ်းမြင်လေးပြပေးမယ်နော်အခုဒီ2 door လေး LG ကနေစပြပေးမယ်နော်ဒါလေးကတော့ LG 2 door လေး242 model လေးဖြစ်မယ်နော်သူကတော့ steel design နဲ့နော်တကားကတော့ steel design နဲ့ဖြစ်မယ်ဒါကတော့အတွင်းထဲက design လေးပါကျွန်တော်အကြမ်းမြင်အမြန်လေးပဲပြပေးလိုက်မယ်နော်ဒါလေးကတော့ LG ကနေထွက်ရှိထားတယ်252 model ရေခဲတက်တာလေးပါသူကဒီပုံစံအတိုင်းကို212ဆိုပြီး model လေးလည်းရှိမယ်နော်ဒါလေးရဲ့အတွင်း design လေးကိုပြပေးမယ်အခုပြပေးနေရတော့ဒါလေးက Samsung 25 FA model လေးပေါ့နော်2 door လေးပါဒါအတွင်းကန်းလေးကိုကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာရေခဲကြောက်လေးပါတယ်ခင်ဗျပြပေးနေရတော့ Haya 2 door 18 NS model 2 door လေးပါသူ့ရဲ့အတွင်းကန်းလေးကိုကျွန်တော်ခုပြပေးမယ်နော်တော့လီတာ188လီတာနဲ့ပါအခုပြပေးနေတဲ့ရေခဲတက်တာလေးကတော့ Samsung side by side အခုနောက်ဆုံးထွက်ရှိထားတဲ့2025 model ပေါ့နော် compressor 20 year running ပါမယ်လီတာ980ကျော်နဲ့သူ့ရဲ့အတွင်းကန်းလေးကိုကျွန်တော်ပြပေးမယ်နော်ဒါကတော့အခဲကန်းမှာဒီဘက်ကတော့အေးကန်းလေးပါနော်သူကတော့မျက်နှာစာ3ပြီးအမြင့်6ပြီးရှိမယ်ဒါလေးကတော့ Hitachi 2 door ပေါ့နော်5275 model သူက5230 model လည်းဒီပုံစံပဲ5255 model လည်းဒီပုံစံပဲခင်ဗျာစိုက်ကလေးတွေကွာသွားမယ်ဝင်ဆက်တဲ့လီတာလေးကွာသွားမယ်နော်210လီတာရှိမယ်230ကျော်ရှိမယ်250ကျော်ရှိမယ်လီတာ3ခုနဲ့လာမယ်ပေါ့နော်အခုကျွန်တော်ဆိုင်မှာတော့ site အကြီးဆုံးတစ် site ကိုပြထားပေးတယ်ကျွန်တော်အတွင်းကလေးကိုပြပေးပါမယ်ဒါကတော့ Hitachi 2 door လေးပါတော့ color 2ခုလာမယ်နော် black နဲ့5275မှာတော့ black တစ်မျိုးပဲလာမယ် silver မလာဘူးခင်ဗျာကျန်တဲ့5255နဲ့5230မှာတော့ black ကို silver လာပါတယ်ဈေးလေးတော့နည်းနည်းလေးပေါ့မယ်နော်အခုထပ်ပြီးပြပေးမှာတော့ Hitachi ရဲ့2 door ပေါ့နော်သူက glass series ဖြစ်သွားမယ်ဒီအပြင်လည်း6ပေ3လက်မလောက်ရှိမယ်လီတာအပြင်လည်း340 350လောက်ဝန်းကျင်လောက်ရှိရယ်23 color ပေါ့နော်အောက်က silver နဲ့အပေါ်က black နဲ့ရေဆို color လေးလောက်ထားတဲ့ digital display ဖြစ်သွားမယ်နော်ဒိုင်ကွက်ဖြစ်သွားမယ်ကျွန်တော်အတွင်းကန်းလေးကိုပြပေးမယ်အရှိကတော့ tempered glass နဲ့လာမယ်ခင်ဗျာဒါကတော့သူကတော့ bottom lock နဲ့ bottom freezer နဲ့သွားမယ်နော်အပေါ်ကတော့ကျွန်တော်တို့အေးကန်းလေးပါပဲတော့ဒီမှာ white plane တွေပါထည့်တဲ့ပုံစံမျိုးလေးတော့ပါမယ်ဒီကောင်လေးလေဒီmodel number ကတော့430 Hitachi ပေါ့နော်ဒီ jewel fan inverter ဖြစ်သွားမယ်အခုထပ်ပြပေးတာတော့ Pico 4 door ပေါ့နော် side by side ဒါလည်းဒီကတက်တိုင်းမှာ hot item လေးပဲနော် compressor 12နဲ့အာမကန်နဲ့အရှိရ digital display နဲ့အောက်က bottom lock ပေါ့နော်ကျွန်တော်အတွင်းကန်းလေးကိုပြပေးမယ်အောက်ကတော့အခဲကန်းလေးပေါ့နော်အပေါ်ကတော့အေးကန်းလေးပါတော့ site ကလီတာ480ကျော်နဲ့လာမယ်သူလည်း site ကြီးတယ်ပစ္စည်းဝင်ဆက်မှုများတယ်အသားရိပ်ပိုင်းထည့်ဖို့အများကြီးဝင်ဆက်တယ်ပေါ့နော်အဲ့လေးလည်းအရင်ရောင်းရတဲ့ hot item လေးပါအခုထပ်ပြပေးရတော့ဒီရဲ့ Pico ရဲ့ပေါ့နော်2 door side by side black CD လေးနော် black glass လေးဖြစ်မယ်အရှိရတော့ tempered glass နဲ့ပဲသွားမယ်ကျွန်တော်သူ့အတွင်းကန်းလေးကိုပြပေးမယ်နော်သူလည်း digital display နဲ့လီတာ900ကျော်ထဲမှာ980ကျော်ထဲမှာဒီကောင်လေးလည်းတော်တော်ရောင်းရဒါတော့သူ့ရဲ့အတွင်းကခုနက Samsung လိုပဲဘယ်ဘက်အချမ်းအေးကန်ညာဘက်အချမ်းဘယ်ဘက်အချမ်းအခဲကန်ညာဘက်အချမ်းအေးကန်ပါနော်ကျော်ဆိုင်မှာဆိုင်3လုံးက3အေးထဲတဲ့ဒီလို showcase တွေလည်းရမယ်နော်ဒီလို showcase တွေလည်းရမယ်ကျွန်တော်ဒီထဲမှာနေရ waste မဖြစ်အောင်ကျွန်တော်ရောင်းတဲ့ပစ္စည်းတွေထည့်ပေးတာကျွန်တော်မြေပဲစီအပိုင်းလည်းရောင်းတယ်ခင်ဗျ GPS company ပေါ့နော်ထွက်တဲ့မြေပဲစီစစ်မကွေးစုံစီကိုလည်းရောင်းတယ်ဒါလေးကတော့ကြောင်ကြောင်ဝင်ပေးတာပါ customer တွေတဝယ်ယူနိုင်အောင်လို့ပါလိုအေးကန်လန် showcase ထဲမှာလဲ Snow Village နဲ့ Midia နဲ့Galaxia တို့ပါလို့လည်းရပါတယ်ခင်ဗျာထပ်ပြပေးတာကတော့ Toshiba 2 door fan type လေးပေါ့နော်ဒီကောင်လေးကတော့ liter 180နဲ့လာမယ်22 model လေးဒါလေးလည်းပစ္စည်းကတော့ stock နေနေပြီเนาะကျွန်တော်အတွင်းထဲကိုဖွင့်ပြပေးမယ်သူကအခဲကန်းကျယ်တယ်အိမ်သုံးမိသားစု4-5ယောက်လောက်တော့ကောင်းကောင်းလေးအဆင်ပြေမယ်အပေါ်မှာအထောက်ပိတ်တာကျွန်တော်တို့အနည်းဆုံး10ပိတ်တာလောက်ဝန်းကျင်လောက်ကောင်းကောင်းထည့်လို့ရမယ်เนาะဒါလေးကတော့သူ့ရဲ့အောက်ကအခဲကန်းအောက်ကအေးကန်အပေါ်ကအခဲကန်းလေးပါเนาะToshiba 22 model ပါအခုပြပေးတဲ့ Haya ရေခဲတက်တာ2 door ကတော့22 NS model 198လီတာဖြစ်သွားမယ်ခုနကအတွင်းထဲမှာပြထားတဲ့ရေခဲတက်တာက size လေးနည်းနည်းကြီးသွားမယ်เนาะကျွန်တော်သူ့ရဲ့အတွင်းကလေးကိုပြပေးမယ်သူကတော့ main Thailand နဲ့လာမယ်အမကန်ကတော့ official 3နဲ့တနေ့ official channel နဲ့ပစ္စည်းပို့ပေးလက်ခခမယ်ပါကျွန်တော်ရောင်းပေးနေတဲ့ပစ္စည်းအကုန်လုံးကတရားဝင် official company brand ရှိရဲ့ပစ္စည်းလေးပါเนาะဒီက fan type တွေဆိုရင်တော့အတွင်းထဲမှာအဲ့လိုမျိုးပေါ့လေထွက်ပေါက်လေးပါမယ်เนาะအဲ့ဒါဆိုရေခဲတို့တော့မတက်ဘူးချိန်မှာတိုက်တွေကိုကျွန်တော်ခဏနေဆက်ပြပါမယ်
ဒါလေးကတော့ F2 တို့သူ့မှာတော့ model က4မျိုးလောက်လာတယ်16လာတယ်18လာတယ်18လာတယ်24ဆိုပြီးတော့ model 4မျိုးလာတယ် site ပစ္စည်းကတော့ stock ကအရင်နည်းနေပြီပေါ့နော်ဒါကတော့ကျွန်တော် match လ20ရက်နေ့အတွက်ကိုပဲတည်တံ့ပြပေးတာပါလောဆယ်အချမ်းမြင်းလေးကြည့်လို့ရအောင်ပေါ့နော်လီတာလေးတော့ site တော့ကွာသွားမယ်ဒီဘက်ကဟာဆိုရင်ကျွန်တော်အခုခင်းထားတာဒါ16 model ပေါ့နော်ဒီမှာတော့ high sun 1တို့ခင်းထားတယ်ဒီဘက်မှာ Midia 1 ခါပြက် site 32လက်မအမြင်33လက်မအမြင်ကိုခင်းထားတယ်ကျွန်တော်အခုအတွင်းတူတူအတွင်းကန်းလေးပြပေးမယ်နော်ဒါလေးကတော့ F သူကချိန်မာတိုက်ဖြစ်သွားရင်အပေါ်မှာရေခဲရေခဲချိုးတက်တယ်ပေါ့နော်ချိန်မာတိုက်ဆိုတာရေခဲချိုးတက်မယ်လေထွက်ပေါက်မပါတော့ဘူးနော်ဒီအောက်ကန်းမှာတော့ကျွန်တော်ရေဒီပါထွက်တဲ့အပေါက်ပါမယ်အပေါ်ကန်းမှာတော့ရေဒီပါခဲပွားလို့ကြာလို့ရေခဲချိုးတက်လာရင်တော့ကျွန်တော်တို့ဟိုလေးလုပ်ပေးရမယ်ပေါ့နော်ဖော့ရီပိုင်းနဲ့ပြန်ပြီးတော့ရေထုတ်တာလုပ်ပေးရမယ်ခင်ဗျဒါလေးကတော့ Hisense 12 RD RS23 ပါကျွန်တော်အတွင်းကန်းလေးကိုပြပေးပါမယ်ဒါလေးကတော့သူ့ရဲ့အတွင်းကန်းလေးပါနော်ဒါလေးတွေတော့ချိန်မှာတိုက်တွေကတော့ကျွန်တော်အရင်ထွေထူးမရှင်းပြတော့နော်ပုံစံလေးပဲအဓိကပြပေးလိုက်တော့မှာဒါလေးလည်းပစ္စည်းကနည်းနေပြီအရင်တော့မရှိတော့ဘူးမျက်နှာစာတော့19လက်မလောက်ရှိမယ်နော်ပစ္စည်းလေးတွေကတိတ်ဝင်မှုနည်းနည်းလေးခတ်နေလို့ပါရှိတဲ့ဟာလေးကျွန်တော်ပြပေးတာပါဒါ Alpha 16 model လေးပါသူ့မှာတော့16ဒီ18ဒီရှိပါအောင်မယ်အိုက်ဆန်ခါပြက်အတွင်းလေးပြပေးမယ်နော်ခါပြက်ဆိုင်32လက်မ33လက်မအိုက်ဝင်းချင်းအမြင့်လေးပါဒါလေးကတော့ AG1 တို့တော့မျက်နှာစာရှိတ်ချိုးလှတယ်ဒါလေးကအတွင်းကန်းလေးပါအပေါ်မှာတော့ဒါလေးကအခဲကန်းလေးပေါ့နော်ဒီဘက်မှာ higher 1တို့ရှိအောင်မယ် main Thailand နဲ့နော် main Thailand နဲ့ဒါလေးကသူ့အတွင်းကန်းလေးပါဒါလေးကတော့ Skywalk ခါပြဒါလေးရော hot item လေးခင်းပြထားပါတယ်ကျွန်တော်ကမုံပွင့်မှာလည်းလွယ်ရဝယ်ပြီးတော့ကမုံပွင့်မြန်မာကုန်ရင်ကမုံပွင့်တက်တော့ brace mind မှာလည်းဝယ်လို့ရပါမယ်ခင်ဗျာကျွန်တော်အခုပြပေးနေရတော့စိတ်ကန်းတာလည်း level အမှတ်205 smile electronic မှာပြပေးနေရဖြစ်ပါတယ်ခင်ဗျဈေးနှုန်းလေးအချိန်နဲ့များပြောင်းလဲရှိနိုင်ပါတယ်ဒီမှာမခင်းထားတဲ့ model တွေထဲမှာဈေးနှုန်းစာထဲမှာပါတဲ့ model လေးတွေကိုလည်းကျွန်တော်ကို Viber 2626489336မှာမေးမြန်းနိုင်တယ်လို့ကျွန်တော်မိတ်ဆွေတို့ Google မှာလည်း model နံပါတ်ကလေးနဲ့ရိုက်ရှာလို့ရပါမယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ